clipping ရဲ့တံခွဲမှာပေါဝင်တဲ့နိုင်ပြောင်းလေးတစ်ချက်တင်ပြချင်ပါတယ်။ New store တော်လေးဖွင့်နေပြီ။ဖွင့်တဲ့အချိန်မှာနိုင်ရဲ့ကီလိုမီတာကျလာပြီ။အဲ့ချိန်မှာကျွန်တော်တို့ကနိုင်ပြောင်းမယ်။နိုင်ပြောင်းဖို့အတွက်ကျွန်တော်ဒီမှာတူးမှာ clipping မှာမူးနှမှုပါတယ်။ strap နဲ့ strap ဆိုပြီးပါတယ်။အဲ့ဟိုမှာတို့ကျွန်တော်ကနိုင်ကိုအရင်ဆုံးပြောင်းပြပါမယ်။နိုင်ကကျွန်တော်တို့အများစုမှားကြတယ်။အနိုင်ဘယ်လိုပြောင်းမလဲဆိုတော့အဲဆိုတို့နှစ်ခုဒီမူးနှစ်ခုပေါ့။ကြာရင်နှိပ်ထားမယ်။ဟာဒီမှာဆိုကျွန်တော်တို့နိုင်လေးယူရှာလာပြီ။နိုင်ယူရှာလာကမှကျွန်တော်တို့ကခုမှဆိုရင်ကျွန်တော်9နာရီနဲ့မှ54မိနစ်ရှိပါပြီ။ကျွန်တော်9နာရီဖြစ်နေ။9နာရီပြောင်းဖြစ်နေတော့ကျွန်တော်ဘယ်လိုပြောင်းမလဲ။အဲဆိုကျွန်တော်ဒီကောင်းနေပြောနိုင်ပြောင်းမယ်ဆိုတော့နိုင်ကိုရွေးချယ်မယ်။ခုနေကျွန်တော်9ပြောင်းရမယ်။โอเคပြီးတော့ကျွန်တော်ရွေးချယ်ပြီးဆိုတော့တစ်ချက်နှိပ်မယ်နောက်ထပ်တစ်ချက်နှိပ်မယ်နောက်တစ်ချက်နှိပ်မယ်ရပါပြီဒီတော့ပါပဲကျေးဇူးပါ